ရီမန်းချက်တွေမိမိပြောက်ကွယ်သွားသလိုခံစားရပါသလားဒါဟာတင့်အမှမဟုတ်ပါဘူးတင့်အုံနောက်ကတင့်ကိုစန့်ကျင်နေတာဖြစ်နိုင်ပါတယ်ရီမန်းချက်ချမှတ်ခြင်းရဲ့အာယုံကြောသိပ္ပံကိုရှာဖွေပြီးတင့်အိမ်မက်တွေကိုအမှန်တကယ်အကောင့်ထဲပေါ်နိုင်မဲ့စွမ်းအားကိုဖွင့်လှစ်လိုက်ပါရီမန်းချက်တွေဆိုတာဆန္ဒတွေတသက်မဟုတ်ပါဘူးဒါတွေဟာတင့်အုံနောက်ကိုပြန်လည်ဖွဲ့စည်းပေးပါတယ်သူတို့ကဆုလက်စနစ်ကိုလှုံ့ဆော်ပေးပြီးတင့်ကိုလှုံ့ဆော်ပေးတဲ့ဓာတုပစ္စည်းတွေထုတ်လုပ်ပေးပါတယ်ဒီအာယုံကြောသိပ္ပံကိုနားလည်ခြင်းကအမှန်တကယ်အောင်မြင်တဲ့ရည်မှန်းချက်တွေကိုဖန်တီးဖို့ကူညီပေးပါတယ်ဒိုပါမင်းဒေါပမင်ဆိုတာတင့်အုံနောက်ရဲ့စိတ်အားထက်သန်မှုအတွက်လောင်စာပါရည်မှန်းချက်စီကိုလှမ်းတဲ့ခြေလှမ်းတိုင်းကဒိုပါမင်းကိုထုတ်လုပ်ပြီးအပြုသဘောဆောင်တဲ့တုံ့ပြန်မှုကွင်းဆက်ကိုဖန်တီးပေးပါတယ်ဒါဟာအောင်မြင်မှုကြီးတွေအကြောင်းသက်သက်မဟုတ်ပဲတင်းရဲ့စိတ်အားထက်သန်မှုကိုမြင့်တင်ဖို့တင်းငယ်တဲ့တိုးတက်မှုတွေကိုဂုဏ်ပြုခြင်းအကြောင်းလဲပါဝင်ပါတယ်။တင်းအုံနောက်ကအချက်လက်တွေကိုအမြဲတမ်းစစ်ထုတ်နေပါတယ်။ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက်ဒီအာယုံစိုက်မှုကိုဥတည်ဖို့လိုအပ်ပါတယ်။အချိန်ခွဲခြားသတ်မှတ်ခြင်းနဲ့အာယုံပြန့်လွင့်မှုတွေကိုလျှော့ချခြင်းလိုနည်းလမ်းတွေကတင်းရဲ့အာယုံစူးစိုက်မှုကိုတိတိတတ်တာမြင့်တင်ပေးနိုင်ပြီးကြိုးပမ်းမှုတိုင်းကိုအကျိုးရှိစေပါလိမ့်မယ်။ရည်မှန်းချက်တွေချမှတ်ရုံတသက်မဟုတ်ပါဘူး Smart နီလန်အတိုင်းတိကျတိုင်းတာနိုင်အောင်မြင်နိုင်စီလျောအချိန်ကာလသတ်မှတ်ချမှတ်ပါတင့်တန်မိုးတွေနဲ့ချိတ်ဆက်ခြင်းကပုံမိုနှက်ဆိုင်တဲ့အတိတ်ပဲကိုပေးပြီးရေရှည်အတွက်စိတ်အားထက်သန်မှုကိုဖြစ်စေပါတယ်ရည်မှန်းချက်ကြီးတွေကိုတင်းငယ်တဲ့အဆင့်တွေအဖြစ်ခွဲခြားလိုက်ပါတလန်းချင်းစီကတင့်အုံနောက်အတွက်အောင်မြင်မှုလေးတွေပါပဲတာဝန်ယူမှုအတွက်အထောက်ပံ့ပေးတဲ့ကွန်ရက်ကိုတိစောက်ပြီးအောင်မြင်မှုတိုင်းကိုဂုဏ်ပြုပါဒါကအပြုသဘောဆောင်တဲ့အလေးအကျင့်တွေကိုခိုင်မာစေပြီးတင့်ကိုလမ်းကြောင်းပေါ်မှာဆက်ရှိနေစေပါတယ်။ရည်မှန်းချက်တွေကိုတင့်အုံနောက်ကဘလို့အားဖြည့်ပေးတယ်ဆိုတာတင်နားလည်သွားပါပြီ။တင့်ရဲ့အကြီးမားဆုံးအိမ်မက်စီကိုဒီနေ့ဘလို့သေးငယ်တဲ့ခြေလန်းတလန်းလှမ်းမလဲ။အောက်ကမှတ်ချက်မှာမျှဝေပေးခဲ့ပါ။ကျွန်တော်တို့အိမ်မက်မှတ်ထားတဲ့အနာဂတ်ကိုတိစောက်ဖို့တယောက်ကိုတယောက်စိတ်ဓာတ်တွေပေးကြရအောင်။